တရားရှိမာတွေအနှမ်းနေပြန်လည်ချွေတယ်လို့ပရိသတ်တွေရဲ့ဝေဖန်တာကိုခံနေရတဲ့ထက်တော်မင်္ဂလာပါပရိသတ်ကြီးရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေထက်တော်ကတော့လက်တလုံးမှာဘာလို့ဝေဖန်ခံနေရသူပါတွက်လက်တဲ့ပုံစံတဲ့ပရိသတ်တွေရဲ့အားပေးမှုရှာဝေဖန်ပြနေခဲ့ပေမဲ့ပရိသတ်တွေကတော့မင်းသမီးဖြစ်ပြီးအိန္ဒိယရောက်မနေဘူးဆိုပြီးတော့ကြည်မရဖြစ်ခဲ့ကြတာလည်းဖြစ်ပါတယ်ထက်တော်ကတော့အရက်တွက်လက်လို့ကြာရင်အော်တဲ့အော်လီမာဆိုပြီးတော့လည်းပြောခံရပူပါတယ်မကြသေးခင်ကအစင်ပေါ်တက်ပြီးတော့အပီတွနေတဲ့သူ့ရဲ့ပုံစံကိုပရိသတ်တွေကမကြိုက်ဖြစ်နေကြတာပါထထထုံဟာပွဲတစ်ပွဲမှာခေါင်းဝင်ရင်ဟိုက်ကိုပေါင်ရင်ထိခွဲထားတဲ့ပုံစံဝိစင်ပြီးတော့အပီပြင်းတွေကပြနေကြတာလည်းဖြစ်ပါတယ်ပွဲစီအောင်ဆိုပြီးတော့ကောင်းလေးတွေနဲ့ပုတ်တက်ပြီးတော့ကပြခဲ့တာမလို့ပရိသတ်တွေကမျက်မှောင်းကြိုခဲ့တာပါအလားမေလောကမှာရောတရုတ်ဆောင်လောကမှာပါနာမည်ရနေတဲ့လူတစ်ယောက်ကငွေရရင်ပြီးတော့လုံနေတာကြည့်မရဘူးဆိုပြီးတော့ပြောဆိုရလည်းဖြစ်ပါတယ်ကိုယ့်ရဲ့ဂုဏ်နဲ့အစင်တန်းရှိမနေဘူးဆိုပြီးပရိသတ်များစုရဲ့ဝေဖန်တာကိုခံနေရတာလည်းဖြစ်ပါတယ်မကြခင်နုပညာလုံးနဲ့ပတ်သက်ပြီးတော့ဝေဖန်ခံနေရတဲ့ထထထုံဟာအခုဆိုရင်တော့ခြေနဲ့ပတ်သက်ပြီးတော့လည်းဝေဖန်ခံနေရပြီလည်းဖြစ်ပါတယ်သူကမျိုးသမီးတိုင်းကိုအိမ်အောင်ရွှေမမဖို့ငွေရှာနိုင်ရင်တယောက်တည်းတောက်ပကြည့်ဖို့အတွက်ကြံပေးသူလည်းဖြစ်ပါတယ်မိမအများစုဟာအိမ်အောင်ပြုတ်လိုက်တာနဲ့ကိုယ့်အတွက်ဆိုတာမေးပြီးသူများအတွက်ရှင်းတန်နေတာကိုသူကမကြိုက်ခဲ့တာပါမိမတွေကအိမ်အောင်ကြတာနဲ့စပန်ကြီးဝတ်ပြီးတော့အိမ်လုပ်တွေတင်းကျုံမလုပ်ဖို့နဲ့ကိုယ့်ကိုချစ်တတ်ဖို့ကြံပေးခဲ့ဖို့ပါတယ်ထထထုံကတော့သူများတွေကိုလည်းအိမ်အောင်မပြုတ်ဖို့ကြံပေးခဲ့တယ်လို့ကိုယ်တိုင်ကလည်းယူဖို့စိတ်ကူးမရှိဘူးဆိုပြီးတော့ပြောခဲ့ပူပါတယ်ထထထုံကပရိသတ်တွေကိုအိမ်အောင်မပြုတ်ဖို့စီယုံခဲ့တယ်လို့ကိုယ်တိုင်လည်းအိမ်အောင်မပြုတ်ဘူးဆိုပြီးပရိသတ်တွေကိုပြောခဲ့ပူပေမဲ့အဲ့ဒါတွေကပိုတွေပါနော်ပရိသတ်တွေကိုစီယုံမဲဆွဲခဲ့ပေမဲ့သူကတော့ချစ်သူလေးနဲ့နေရာမဲ baby kiss နေရလဲဖြစ်ပါတယ်ထထထုံကတော့အနေထိုင်တွက်လက်တဲ့ပြောဆိုပွင့်လင်းသူတယောက်ဆိုတာကိုသိပေမဲ့လူတွေရှေ့မှာ baby kiss နေတာကတော့မသင့်တော်သလိုပါပဲနော်ချစ်သူတွေတယောက်နဲ့တယောက်အနှံပေးမယ်ဆိုတာလူတိုင်းသိပေမဲ့တိတာစေမမြင်စေနဲ့ဆိုတဲ့အတိုင်းလူတိုင်းကတော့သိပါပြီအချို့တလေကလွှဲရင်ကျန်တဲ့သူတွေကလူကြားထဲမှာအမြင်မသိတာတွေကိုရှောင်ကြပါရီလူတိုင်းဒီပါကလူကြားထဲမှာနိုင်ရတာရှက်ကြောက်ကြပေမဲ့နမေရနုပညာရှင်တယောက်ကတော့မီဒီယာတွေရှေ့မှာအေးဆေးနဲ့ပြနေတာမလို့ပရိသတ်တွေကကြည်မရဖြစ်နေကြပါပြီထထထောကတော့မီဒီယာတွေခေါ်ပြီးတော့အင်တာဗျူးဖြစ်နေချိန်မှာကင်မရာရှေ့မှာပဲချစ်သူနဲ့အနှမ်းချွေခဲ့တာလည်းဖြစ်ပါရီသူကတော့ပရိသတ်ရှေ့မှာတော့အင်တာဗျူးဖို့စိတ်ကူးမရှိဘူးချစ်သူရှိပေမဲ့တယောက်တည်းနေဖို့စိတ်ကူးထားတယ်ဆိုပြီးတော့အပြောချွေချွေနဲ့ပြောခဲ့ပူပေမဲ့အခုချိန်မှာတော့ရှက်မဲ့စွာပဲအနှမ်းတွေချင်နေရလဲဖြစ်ပါတယ်ထထထောကတော့နာမည်ရတဲ့လူပညာရှင်တယောက်ဖြစ်ပေမဲ့အရှက်မရှိတဲ့ဘယ်နေရာရောက်ရောက်ကောင်းလေးနဲ့ baby kiss လုပ်ကြတယ်ဆိုပြီးပြောခဲ့ပြီးတော့မီဒီယာတွေကနေပါသူတို့တယောက်ကအနှမ်းချွေပြလာခဲ့ပြီးလဲဖြစ်ပါတယ်တယောက်ကိုတယောက်တံမိုးထားပြီးတော့ချစ်လို့ဘယ်နေရာမဆိုနှမ်းပေးတယ်ဆိုပြီးတော့အနှမ်းချွေပြီးတော့တယောက်ကိုတယောက်တံမိုးထားပြီးချစ်တဲ့အကြောင်းတွေကိုပရိသတ်ကိုပြောခဲ့တာလဲဖြစ်ပါတယ်ပရိသတ်တွေကတော့သူတို့နှစ်ယောက်ရဲ့ချစ်ကိုအားမကြပဲယူသူမရှက်မြင်သူရှက်ဆိုပြီးတော့လူရှိမရှောင်နန်းနေလို့ဝေဖန်ပြောဆိုနေကြပြီလဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုလိုစိတ်ဝင်စားပွဲသတင်းကြောင်းရာတွေပြင်နောက်ထပ်လည်းလူပညာရှင်တွေရဲ့စိတ်ဝင်စားပွဲကောင်းတဲ့သတင်းကြောင်းရာတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်